မှာဘူးအိမ်မဲပြန်ချင်တာ နောက်တစ်ဆင့်မှာမေးခွန်းတွေဖြေဖို့အတွက်အနောက်ဘက်မှာတင်တို့စောက်ကြုံနေပါတယ် လို့မဝ သူပြောရလေသူပြောရတဲ့အတိုင်းလိုက်ပြောပါတဲ့ နိုင်ငံခြားတွားချင်လို့လား တွားချင်မှာဘူးအိမ်မဲပြန်ချင်တာ အဖြေမှားပါတယ် ငါတီးပြီးအဲ့ဒါငါတီးတယ်ဒီခါငါ့ကိုယုံလိုက် မေးခွန်းပြန်လဲဖြေဆိုပါကျွန်တော်ထပ်မေးပါမယ်နိုင်ငံခြားတွားချင်လို့လား wanna go broke wanna go broke ဖြေမှန်ပါတယ် တင်တို့နောက်တစ်ဆင့်ကိုတလန်းသွားပါပြီနောက်တစ်ဆင့်မှာမေးခွန်းတွေဖြေဖို့အတွက်အနောက်ဘက်မှာတင်တို့စောက်ကြုံနေပါတယ် ဟာပါလေအေးနော်ထပ်ပြီးပေါ်လာပြန်လာလားဘာလို့အိမ်မပြန်ရတော့ဘူးလားအေးနော် အားလုံးပဲမြင်ကြလား Congratulations ပါတင်တို့ကအခုအဆင့်1ကိုရောက်ရှိလာပါဒီ challenge ကတော့ dance challenge ဖြစ်ပါတယ်ဒီ challenge မှာတစ်ခါမှရင် mission တစ်ခုပြန်လုပ်ကြမှာပဲဖြစ်ပါတယ် challenge စတယ်ပါ အော်မကားချင်တော့ဘူးအိမ်မပြန်ချင်တယ် ကာကာ တမီးမဆုံးနေမှာမစိုးချင်ဘူးတမီးပြန် ဟောက်ခိုင်းဆိုကြောရအောင်တက်နေတယ် မစိုးချင်တော့ဘူး ဟောနေရတငယ်ချင်းနေလုံးတိုင်းတာငါတည့်ဖိုက်တယ်နေ join နေကြ challenge ပဲလေဟာ